မင်္ဂလာပါ Zone of အာတာဘာနီကျူးဆိုလိုက်ပါတယ်ကျွန်တော်အာတာပါဇလန်လက်ဆက်မှာစူဟိုဟာပြင်းထန်တဲ့တိုက်ပွဲတွေကိုရင်ဆိုင်နေရပြီးရန်သူတွေကိုတရပြီးတရအပြတ်ရှင်းနေတာကိုတွေ့ရပါတယ်တိုက်ပွဲအတွင်းမှာစူဟိုရဲ့စွမ်းဆောင်ရည်တွေကြောင့် system C ကနေ level up ထကြောင့် alert message တွေဆက်တိုက်တက်လာခဲ့ပါတယ်စူဟိုဟာသူ့ရဲ့လက်နက်တွေထက်သူ့ရဲ့လက်သေးတွေကိုပို့ပြီးယုံကြည်လာခဲ့ပါတယ်ယောက်ျားတွေဆိုလားလက်သေးနဲ့ပဲတိုက်ခရတာလို့ပြောပြီးသူ့ရဲ့လက်နက်တွေကိုစွန့်ပေကလက်သေးပလာနဲ့ရန်သူတွေကိုချေမှုန်းပြခဲ့ပါတယ်တိုက်ပွဲအပြီးမှာ system ကစူဟိုရဲ့လှုပ်ရှားမှုတွေကိုတေချာစွာစစ်ဆေးခဲ့ပါတယ်စူဟိုရဲ့မလျှော့ထိုးဇွဲလုံလနဲ့တိုက်ပွဲဝင်စိတ်သက်ကြောင့်သူ့ကိုပထမဆုံးအနေနဲ့ကိုခံပညာရှင် class အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်ဒါပေမဲ့စူဟိုရဲ့စွမ်းဆောင်ရည်ကဒီတဲ့မကထူးခြားနေခဲ့ပါတယ်သူဟာသတ်မှတ်ထားတဲ့ကစားချိန်ထက်ပိုပြီးကြာရှည်စွာတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ရန်သူအားလုံးကိုလည်းအောင်မြင်စွာနှိမ့်နှင်းနိုင်ခဲ့ပါတယ်တိုက်ပွဲပြီးတဲ့အထိသူ့ရဲ့ HP ဟာ90ရာခိုင်နှုန်းကျော်တောင်ကျန်ရှိနေခဲ့ပါလေဒီချက်တွေကြောင့် system ကသူ့ကို promotion point တွေအများကြီးပေးအပ်ခဲ့ပြီးကိုခံပညာရှင် class ကနေအဆင့်မြင့် class တစ်ခုဖြစ်တဲ့ဝိညာဉ်ရိုက်ခတ်သူအဖြစ်တော့ဓာတ်ရိုက်အဆင့်မြင့်တင်ပေးလိုက်ပါလေစူဟိုဟာလက်ရှိ level 90မှာရှိနေပြီမဲ့သူ့ရဲ့စွမ်းအားတွေကတာမ level 90တယောက်တည်းအများကြီးတာလို့နေတာကိုသူကိုယ်တိုင်သိထားမိလာပါနဲ့သူဟာအင်မတန်အစွမ်းထက်တဲ့ Black Knight တယောက်နဲ့ရင်ဆိုင်ရခြင်းပါသူ့ရဲ့ stats တွေကိုပြန်လဲစစ်ဆေးခဲ့ပါနဲ့စူဟိုမှာရန်မော်နက်ဆိုတဲ့တိုက်တဲ့ရှိနေပြီ Shadow Monarch ရဲ့စွမ်းအားကိုစက္ကန့်ထားသူဖြစ်တဲ့အတွက် stat point တစ်ခုချင်းစီမှာ point 40စီအပိုစုရရှိထားတာဖြစ်ပါတယ်ဒါကြောင့်စူဟိုဟာ level 90ရှိတဲ့ပေမဲ့တကယ်တမ်းစွမ်းအားက level 10ဝန်းကျင်လောက်အထိအစွမ်းထက်နေတာမျိုးဖြစ်ပါတယ် chapter အဆုံးမှာတော့စူဟိုဟာပုံမအစွမ်းထက်လာဖို့လိုအပ်ကြောင်းခန်းစားမိနေပြီသူရှိကအစွမ်းထက်တဲ့ရန်သူကိုအနိုင်ယူဖို့ပြင်ဆင်နေပါလေစူဟိုတဲ့အောင်ဝိညာဉ်ရက်ခတ်သူအနေနဲ့ဘလို့အမိုက်စားစွမ်းရည်တွေဆက်လက်ပြအောင်မလဲဆိုတာနောက် chapter တွေမှာဆက်လက်စောင့်ကြည့်ရမှာပါဒီနေ့ recap လေးကိုသဘောကျရင် Zone of ကတာကို like နဲ့ subscribe လုပ်ထားဖို့မမေ့နိုင်ဘူးနော်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်အားတာပါ